တကယ်ကြီးဒီနေ့2026ဗလတိုင်းနေ့မှာလည်းချောကလက်မထားရအောင်မလားချောကလက်များကွာကိုပေါ့ဝယ်စားလိုက်ရတာပဲပတ်စံရှင်ဝယ်လို့ရတယ်ကွာဘယ်စားမှာတော့မင်းမရီးသားမှမရှိတာကွာအဲ့အောင်မလို့ကွာငါမှလည်းပတ်စံရှိတယ်ကိုပေါ့ဝယ်စားလို့ရတယ်ကွာရှင်းလားရီးသားမှာဒီကောင်ငါ့ကိုအရင်ကလည်းခုလိုပြောခဲ့သလိုမျိုးပဲအစိတ်ကထင်နေရတာဒါပေမဲ့ခုလိုမျိုးပဲဖြစ်နေတစ်ချက်တည်းပဲခုမှရောက်ခဲ့တဲ့နေရာကိုအရင်ကရောက်ခဲ့တယ်လို့ခုမှကြုံဘူးတဲ့အရာကိုအရင်ကကြုံခဲ့ဘူးလို့ဖြစ်ဘူးလားအဲ့လိုဖြစ်တာကိုဒေတာဘူးလို့ခေါ်ပါတယ်ဒေတာဘူးဆိုတာကကျွန်တော်တို့ခုလက်ရှိဖြစ်နေတဲ့အရာကိုဘုံနောက်ကနေပြီးတော့ဒါခုလက်ရှိဖြစ်နေတာမဟုတ်ဘူးအရင်ကဖြစ်ခဲ့ဘူးသားဆိုတဲ့ memory စင်းတွေကိုမှားယွင်းပြီးတော့ယူဆလိုက်တာပါဒါတော့ကျွန်တော်တို့ကဒါကိုဘယ်တော့မှမကြုံခဲ့ဘူးသေးပါဘူးသို့ပေမဲ့အုံနောက်ကဒီဟာကိုကြုံဘူးတယ်ဆိုပြီးတော့ signal မှားပြီးတော့ပို့လိုက်တာပါကျွန်တော်တို့လူတွေရဲ့အုံနောက်မှာ memory တွေကိုစီမံတဲ့အပိုင်းနဲ့လက်ရှိဖြစ်နေတဲ့အရာကိုသိမြင်တဲ့အပိုင်းဆိုပြီးတော့နှစ်ပိုင်းရှိပါတယ်အဲ့ဒီနှစ်ပိုင်းဟာလောက်ဆောင်မှုနည်းနည်းလေးလွဲမှားသွားတာနဲ့ကျွန်တော်တို့ခုဖြစ်နေတဲ့အရာကိုအရင်ကဖြစ်ခဲ့ပြီးသားဆိုပြီးအုံနောက်ကမှားပြီးတော့မှတ်ယူလိုက်မှာပါအဲ့ဒါကြောင့်မို့လဲကျွန်တော်တို့အရင်ကကြုံခဲ့ဘူးသလိုမျိုးခံစားနေရတာပါလူတချို့ကတော့ဒီဒေဂျာဘူးဖြစ်စဉ်ကိုအိမ်မက်နဲ့ဆက်နွယ်တယ်ဒါမှမဟုတ်ရင်ကိုကအနာဂတ်ကိုကြုံမြင်နေတယ်ဆိုပြီးတော့ထင်မြင်ယူဆကြပါတယ်တကယ်တော့ဒါအိမ်မက်နဲ့လည်းဆက်နွယ်နေရမှာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့အုံနောက်ကအိမ်မက်ထဲကအကြောင်းအရာနဲ့လက်ရှိဘဝကအကြောင်းအရာနဲ့ထပ်တူကြတယ်ဆိုပြီးတော့လွဲမှားပြီးတော့မှတ်ယူလိုက်တာကြောင့်ပဲဖြစ်ပါတယ်ဒီဒေဂျာဘူးကိုလူငယ်တွေမှာအများစုဖြစ်တတ်ပါတယ်အများသောအားဖြင့်15နှစ်ကနေပြီး25နှစ်အတွင်းမှာအဖြစ်များပါတယ်ဒါဘာကြောင့်လဲဆိုတော့ဒီရွယ်တွေဟာအုံနောက်ထဲမှာမှတ်ရတာတွေရမ်းများတယ်နောက်ပြီးတော့ကျွန်တော်တို့အေးပြတ်တဲ့အချိန်တွေစိတ်ပြီးစီးမှုရမ်းများနေတဲ့အချိန်တွေမှာလည်းဒေဂျာဘူးဖြစ်နေတာဖြစ်တတ်ပါတယ်များသောအားဖြင့်ဒီလိုမျိုးဒေဂျာဘူးဒါပေမဲ့နေတိုင်းလိုနေပါဒါမှမဟုတ်ရင်ခဏခဏဖြစ်နေမယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ရဲ့အုံနောက်ကပင်မနေတယ်ဒါမှမဟုတ်ရင်စိတ်ပင်မနေတယ်ဆိုတာကို signal ပြနေတာပါဒါကြောင့်မလို့ကျွန်တော်တို့ကခီးသွားတာတွေစိတ်ပန်းဖြစ်တာတွေကိုလုပ်ပေးတင်ပါတယ်ပြီးတော့အိတ်ချိန်မှန်မှန်နေရမယ်ကျန်းမာရေးကိုလည်း view site ပေးတင်ပါတယ်ဒါကတော့ကျွန်တော်ဒေတာဘူးကြောင့်ပါခုလိုမျိုး knowledge video လေးတွေကိုစိတ်ဝင်စားရဆိုရင်ကျွန်တော်ကောက်လေးကို follow လုပ်ခဲ့ပါဦးဗျ